လီနာမမျော်လင့်ပဲနိုးလာတဲ့အခါသူမရဲ့ရင်တွေတထိတ်ထိတ်ခုန်ပြီးဘေးမှာကြိုးစားတယောက်ကိုတွေ့လိုက်ရတယ်။ထပ်ပစ်ဖို့ကြိုးစားပေမဲ့ထမပြေးနိုင်ခင်မှာပဲကြိုးစားကသူမကိုဖိထားတာကြောင့်လှုပ်လို့မရတော့ဘူး။ပြန်ခုခံပေမဲ့အချီးနီးပဲကြိုးစားကသူမကိုပိုပြီးတင်းကျပ်စွာဖိထားလိုက်တယ်။ဖိအားကအရန်ပြင်းထန်လို့သူမမေ့လဲသွားတယ်။ကြိုးစားကသူမရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်လုပ်ပြီးသူမလှုပ်သည်များကိုလှုပ်တယ်။ပြန်နိုးလာတော့ကြိုးစားကမထွက်သွားသေးဘူး။အခုတော့ကြိုးသားကသူမကိုအတုခိုးနေတယ်ဆိုတာသူမနားလည်သွားတယ်။ဒါကြောင့်အခွင့်ကောင်းယူပြီးသူမရဲ့အိတ်စီကိုဖြည်းဖြည်းချင်းချင်းကပ်သွားတယ်။ကိုကိုင်းပြီးအိတ်ထဲကအဖြူရောင် phosphate ဘုံတစ်လုံးကိုထုတ်ယူပြီးဂျိုသားရဲ့လက်ထဲဖြည်းဖြည်းချင်းထည့်လိုက်တယ်။ဒါပေမဲ့သူမသူ့လက်ကိုထိလိုက်တာနဲ့တဖြည်းဖြည်းပြောင်းလဲလာပြီးသူမရဲ့အတွင်ပင်ကိုမြင်လိုက်ရတယ်။ဂျိုသားကလူသားမျိုးဗီဇတွေကိုချက်ချင်းကူးယူနိုင်တယ်ဆိုတာသိလိုက်ရတယ်။သူမအံ့အားသင့်သွားတယ်။ဒီကညစ်ထွက်ပြေးဖို့အရေးကြီးတာကဘုံရဲ့ဘေးကင်းရဲ့တဲ့င်းကိုဖြုတ်ပြီးအဲ့ဒီကနေအမြန်ထွက်ပြေးသွားတယ်။မိစ္ဆာကချက်ချင်းမီးလောင်သွားပြီးမီးပြတိုက်ကနေလည်းထွက်ပြေးနိုင်ခဲ့တယ်။နောက်ထပ်ဗီဒီယိုတွေအသစ်တင်တိုင်းကြည့်ရအောင်လိုက်ပေးထားဖို့လည်းမမေ့နဲ့နော်